သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1369ခုနှစ်တပေါင်းလာပြီးကျော်4ရက်နေ့ညရန်ကုန်တိုင်းဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်42ရပ်ကွက်ကိုးဘွဲ့ရသာသနာပြုကျောင်းတိုက်အတွင်းဝယ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ကိုးဘွဲ့ရမဟာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောယနေ့ကဘာကြီး၏နောက်ဆုံးနေ့များတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်အာယုံပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထတဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျူးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယနေ့ကဘာကြီးဤနောက်ဆုံးနေ့များဒီကနေ့ဘုန်းကြီးတို့နေထိုင်ကြတဲ့ကဘာကြီးရဲ့နောက်ဆုံးနေ့ဟာဘယ်ပုံပဲနည်းနဲ့စခန်းသိမ့်မယ်ဆိုတာဘုရားမြတ်စွာကအင်္ဂုတ္တရနိကေတတ္တကနိပါဒတတ္တသူရိယသုတ်တံမှာဟောထားတာရှိပါထိုတတ္တသူရိယသုတ်တံကိုဘုန်းကြီးတို့ကယနေ့ကဘာကြီးနောက်ဆုံးနေ့များဆိုတာဟောကြားမှာဖြစ်ပါတယ်မြတ်စွာဘုရားကိုယ်တိုင်ကယနေ့ကဘာကြီးရဲ့နောက်ဆုံးစခန်းသိမ့်မဲ့အခြေအနေဘယ်အရာပဲဖြစ်ဖြစ်နောက်ဆုံးနေ့ဆိုတာလာမှာကြည့်ပါမယ်ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တွေရောဘဝတစ်ခုရဲ့နောက်ဆုံးနေ့ဆိုတာမရှိဘူးလားရှိတယ်နော်နေမင်းကြီးဟာအရှင်လောကရကထွက်လာပြီးတော့သူ့ရဲ့နောက်ဆုံးနေဝင်ချိန်ဆိုတာမရှိဘူးလား
လာမင်းကြီးကလည်းအရှိလောကရကထွက်ပေါ်လာပြီးစခန်းသိမ်းနဲ့လဝင်ချိန်ဆိုတာရောမရှိဘူးလားဘုရားမြတ်စွာကဒေသနာတော်တွေထဲမှာသဗ္ဗေသင်္ခါရအနိစ္စသင်္ခါရမှန်သမျှဟာဘယ်အရာမှမြဲနေတာမရှိဘူးတဲ့အဖြစ်ရှိရင်အပြက်မှာစခန်းသိမ်းမှာပဲအတက်ရှိရင်လည်းအကျမှာစခန်းသိမ်းမှာပဲဘယ်အရာပဲဖြစ်လာရင်ပြက်ဖို့လူတွေရဲ့ခန္ဓာကိုယ်လည်းကြည့်မွေးဖွားခြင်းရဲ့နောက်ဆုံးဟာသိဆုံးခြင်းပဲမဟုတ်လားလှပခြင်းရဲ့နောက်ဆုံးဟာဥမင်းခြင်းပဲမဟုတ်လားဒီတိုင်းပဲသွားတာအသက်ရှင်ခြင်းရဲ့နောက်ဆုံးဟာဘာတော့သိဆုံးခြင်းပါပဲတဲ့ကျမ်းမာခြင်းရဲ့နောက်ဆုံးကလည်းယောဂဖြစ်ခြင်းပါပဲအလုံးဟာအစရှိတာနဲ့တပြိုင်နက်အဆုံးဆိုတာသေချာပေါက်လာမှာပဲအခုဘုန်းကြီးတို့တရားဝဲကြီးစတင်နေပြီဘုရားမြတ်စွာရဲ့မဟာကရုဏာကုံအာယုံပြုပြီးတော့ဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုခြင်းဖြင့်တရားဝဲကြီးဟာစတင်လိုက်တယ်တရားဝဲကြီးပြီးဆုံးခြင်းဆိုတာမလာပဲနေမလားလာမှာပဲအဲ့တော့လောကကြီးကကြည့်မယ်ဆိုရင်သာဝရရွေးရှားနေတာဘယ်အရာမှရပ်နေတာရဲ့လို့မရှိဘူးဘုန်းကြီးတို့တရားချိတ်ခင်သူတော်စင်ပြိဿတ်တို့ရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ဝိပဿနာဉာဏ်ဆိုတာကတော့တကယ့်ကိုခဏပင်ကတခဏလေးတွင်ဖြစ်ဖြစ်နေတာထိအောင်မြင်နိုင်စွမ်းရှိတဲ့ဝိပဿနာဉာဏ်အဲ့ဒီဉာဏ်နဲ့မမြင်နဲ့အောင်စဉ်းစားပြီးတော့ကြည့်ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးရဲ့ရွေးရှားနေတဲ့သဘောလေးကိုနည်းနည်းအာရုံစိုက်ပြီးတော့ကြည့်လိုက်လူတိုင်းဟာမိခင်ဝမ်းကနေကျွတ်လာတဲ့အချိန်ဟာအင်မတန်သေးငယ်တဲ့ကလေးလေးဘဝပဲဟုတ်ကဲ့ထိုကလေးလေးဘဝကတစားကြီးလာလိုက်တာဒါရွေးရှားနေတာမဟုတ်လားအဲ့ဒါလို့ရွေးရှားနေတာဟာဟားခုံတယ်လို့ချက်ချင်းခုံပြီးတော့သွားတာမဟုတ်ဘူးစက္ကန့်ပိုင်းနဲ့အများရွေးနေတာဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်သည်နုပြိုရာကနေအိုမင်းရာသို့ရွေ့နေတယ်။အိုမင်းရာကနေပြီးတော့သေဆုံးရာသို့ရွေ့မယ်။အမြဲတမ်းရွေ့နေတာဒီသဘောတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအနိစ္စသဘာဝမမြဲတဲ့သဘောတွေကိုထင်ရှားပြလို့ပြီဟောဒီတတ္တသူရိယသုတ်တံယနေ့ကဘာကြီးဟာလည်းမြည်မြပဲကြားကြနောက်ဆုံးကြတော့အဆုံးသတ်ဆိုတာလာမှာပဲလို့ပြောညီတိတတ္တဝါမှာညီတိသင်္ခါရအရာဝတ္ထုတစ်ခုမှာယက်တည်နေတာမရှိဘူးတဲ့အပျက်စီကိုဥတည်သွားနေကြတာတွေကြီးပဲလို့ဒီလိုဆိုလိုပါတယ်နော်အချိန်ပိုင်းပဲကွာတယ်သင်္ခါရဆိုတာကြာရှည်တဲ့သင်္ခါရရှိတယ်တူတောင်းတဲ့သင်္ခါရရှိတယ်ဘယ်အရာပဲဖြစ်ဖြစ်ရွေးရှားနေကြတာတဲ့ဒါကြောင့်မို့ဒီသုတ်တန်ရဲ့အစမှာမြတ်စွာဘုရားကအနိစ္စဘိကဝေသင်္ခါရအတုဝသင်္ခါရအနတ္တတိကာသင်္ခါရဟောဒီစကလုံး၃လုံးနဲ့စတင်ထားယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့ကိုမြတ်စွာဘုရားကအနိစ္စသဘောတရားအခြေခံပြီးတော့ဟောတာမမြဲဘူးဆိုတာသိနေကြရအဲ့တော့ဝိပဿနာဉာဏ်နဲ့မသိသေးတော့လည်းပဲမမြဲတဲ့သဘာဝကြီးကိုဆင်ခြင်ပြီးတော့နှလုံးသွင်းထားဖို့အရေးမကြီးဘူးလားဒါအခြေခံပဲเนาะဘေကဝေจิตာယံတို့သင်္ခါရအကြောင်းတရားတွေကစုပေါင်းပြုလုပ်ထားတဲ့သင်္ခါရတရားမှန်သမျှတွေဟာ
အာနိစ္စတည်မြဲခြင်းမရှိကြလေကုန်အာနိစ္စဆိုတာရပ်နေတာမဟုတ်ဘူးတဲ့အမြဲတမ်းသွားနေတာအမြဲတမ်းပြောင်းနေတယ်ဆိုတဲ့သဘောကိုပြောတာနော်အမြဲတမ်းပြောင်းနေတယ်ဆိုတဲ့အာနိစ္စသဘာဝတရားဟာမပြောင်းခင်ကငကိုကရှိနေတာလားဆိုတော့အဲ့လိုလည်းရှိနေတာမဟုတ်ဘူးမမြဲခြင်းဆိုတဲ့သဘာဝတရားသည်တဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အရာသာဖြစ်တယ်နော်အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့သင်္ခါရတရားသည်အကြောင်းကိုမိတီးရုပ်ဖြစ်လာပြီးတဲ့နောက်မှာအပြည့်ဘက်ကိုဥတည်ပြီးတော့သွားနေတယ်နောက်ဆုံးဟာပြတ်သွားပြီးတော့လုံးဝမရှိတော့တဲ့အနေအထားရောက်သွားဘုန်းကြီးတို့အနုပရသုတ်တံမှာဆိုလို့ရှိရင်အနိစ္စရဲ့သဘောကိုဘယ်လိုဟောတော့ဆိုရင်အဟုတ်တဝါတံဘောတိဟုတ်တဝါပฏิဝေတိအဟုတ်တဝါမြည်သည့်နေရာမှရှိနေတာမဟုတ်ပါပဲနဲ့တံဘောတိအကြောင်းတွေကပေါင်းစုံလို့ဖြစ်ပေါ်လာခဲ့တယ်ဟုတ်တဝါအကြောင်းတရားတွေပေါင်းစုံဖြစ်ပေါ်လာပြီးတဲ့နောက်ခါကာလမှာလည်းပဲပฏิဝေတိလုံးဝပျောက်ကွယ်သွားတယ်ငကောကရှိနေတာမဟုတ်ဘူးတဲ့မဖြစ်ခင်ကလည်းဘယ်နေရာမှရှိမနေဘူးအကြောင်းတရားတွေကစုပြီးတော့ဖန်တီးလိုက်လို့ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်လည်းလုံးဝပျောက်သွားတယ်ဒီလိုဆိုလို့လေဟုတ်ကဲ့အေးစီမီတိုင်လေးတစ်ခုကိုကြည့်ကြည့်စီမီတိုင်လေးဟာ gas မီးခြင်းနဲ့ဖြစ်စေရိုးရိုးမီးခြင်းနဲ့ဖြစ်စေတဦးတယောက်ရဲ့အားဆိုင်မှုကိုအကြောင်းပြုပြီးတော့မီးကလေးပေါ်မလာဘူးလားသူ့ဘာသူထားလို့ရှင်အဲ့ဒီမီးကလေးကပေါ်လာနိုင်ပါ့မလားအေး gas မီးခြင်းဆိုလို့ရှင်အကြောင်းတရားလေးတွေရှာကြည့်မယ်ဆိုရင်အထဲထဲမှာ gas ရှိရမယ်ဘိန်းလုံးနဲ့အတိုက်ခံတဲ့မီးကိုဖြစ်စေတတ်တဲ့မာရှိရမယ်ခတ်ချစ်တဲ့ပုဂ္ဂိုလ်ရှိရမယ်ဟောအကြောင်းသုံးခုစုံမှမီးဆိုတာထွက်လာတယ်အကြောင်းသုံးခုမစုံသေးလို့ရှိရင် gas ထဲမှာလည်းမီးမရှိဘူးဘူးထဲမှာလည်းမီးမရှိဘူးဘယ်နေရာမှမရှိဘူးတစုံတယောက်ရဲ့လုံလပယောဂနဲ့ဖိပြီးတော့ချစ်လိုက်တဲ့အခါကျတော့မီးလေးပေါ်မလာဘူးအေးပေါ်လာပြီးတဲ့နောက်လည်းအဲ့ဒီမီးလေးနှိမ့်လိုက်တဲ့အခါကျတော့ဒီမီးလေးဟာလုံးဝပျောက်သွားတယ်နောက်ထပ်ပြန်ယူလို့မရအောင်ပျောက်သွားတယ်နောက်ထပ်ပေါ်လာတဲ့မီးတောက်ကနောက်ပေါ်တဲ့နောက်အကြောင်းနဲ့နောက်ပဲပထမဖြစ်လာတဲ့မီးလေးဟာဖြစ်ပြီးတဲ့နောက်တစ်ခါတည်းပျောက်သွားတယ်သင်္ခါရဆိုတာအဲ့ဒါတော့ပြောတာတန်ဆိုတာအကြောင်းတရားတွေပေါင်းစုပြီးခါရဖန်တီးလိုက်တာတဲ့ကြည့် gas မီးကြီးလေးထဲမှာ gas ကအကြောင်းတစ်ခုဘိန်းလေးနဲ့အောက်ခံကအကြောင်းတစ်ခုချစ်တဲ့ပုဂ္ဂိုလ်ကအကြောင်းတစ်ခုတဲ့ဟောအကြောင်းသုံးခုမပေါင်းမိဘူးလားအဲ့ဒီအကြောင်းသုံးခုကပေါင်းပြီးတော့ဖန်တီးပြီးယူလိုက်တဲ့မီးတောက်ကလေးဒါကိုသင်္ခါရလို့ခေါ်တာပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ဟာလည်းပဲထို့တူပဲဆိုင်ရာအကြောင်းတရားတွေကပေါင်းပြီးတော့လှုပ်လိုက်လို့ပေါ်လာတဲ့သဘာဝတရားတစ်ခုပဲတရက်ပင်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ကြည့်တရက်စီလေးကိုမြေနဲ့ရေနဲ့ပေါင်းပေးလိုက်တဲ့အခါတရက်စီကအမြစ်ကလေးထွက်မလာဘူးလားအဲ့ဒီထွက်လာတဲ့အမြစ်ကလေးဟာတရက်စီရဲ့မြေရဲ့ရေရဲ့ဆိုတဲ့အကြောင်းသုံးခုကပေါင်းလိုက်တာအဲ့ဒီအကြောင်းသုံးခုကပေါင်းပြီးအလုံးလုံးလိုက်လို့ဒီတရက်ပင်ကတရက်စီလေးကအမြစ်ကလေးဆင်းလာတာတဲ့အဲ့ဒီအမြစ်ကလေးဟာသင်္ခါရပဲဘာဖြစ်လို့လဲဆိုအကြောင်းတရားတွေကပေါင်းပြီးလှုပ်ထားတာအဲ့ဒီသဘောတိုင်းပဲဘုန်းကြီးတို့ရဲ့ရရှိထားတဲ့ဘဝဟာလည်းဆံရအကြောင်းတရားတွေကနေပေါင်းပြီးတော့ထားလို့ဖြစ်ပေါ်လာတဲ့တရားမို့သင်္ခါရအကြောင်းတရားတွေကစုပေါင်းဖန်တီးထားတဲ့အရာလို့ဒီလိုပြောတာနော်အကြောင်းတရားတွေရှိနေတဲ့အချိန်အကြောင်းတရားတွေအထောက်ပံ့ရနေတဲ့အချိန်မှာဒီຢာလေးကဆက်လက်ပြီးတော့ဖြစ်ပေါ်နေမယ်
အကြောင်းတရားတွေရက်သွားတာနဲ့တပြိုင်နက်သူလည်းရက်သွားမှာပဲဘယ်အရာမှတည်မြဲတာမရှိဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဘေကဝေချင်းသာယံတို့သင်္ခါရအကြောင်းတရားတွေကစုပေါင်းထုတ်လုပ်လိုက်တဲ့သင်္ခါရဆိုတဲ့သဘာဝတရားတွေဟာအနိစ္စမြဲခြင်းသဘောမရှိကြပါကုန်အတုဝါခိုင်မာတဲ့သဘောမရှိကြပါကုန်ဘယ်ဟာမှခိုင်နေတာမရှိဘူးတဲ့အစဉ်ထာဝရရွေရှားနေတယ်အဲ့တော့အစဉ်ထာဝရရွေရှားနေတဲ့အရာဝတ္ထုကြီးတစ်ခုဟာအေးအေးတက်တက်တာတာနဲ့တက်တာရရစရာနေရဟုတ်ပါမလားဟုတ်ပါဘူးဗျာအမြဲတမ်းပြောင်းလဲနေတော့စိုးရိမ်စရာကောင်းနေတဲ့နေရာကြီးပေါ့လားသင်္ခါရတရားတွေကစိုးရိမ်စရာကောင်းတဲ့ဟာတွေကြီးပဲအကောင်းလူစိတ်ထဲမှာတက်တက်တာတာနဲ့အားထားစရာတစ်ခုမှမရှိဘူးအနတ္တတိကသင်္ခါရသင်္ခါရသင်္ခါရတရားတွေဟာအနတ္တတိကသက်သာရာကိုဖြစ်ပေါ်စေတတ်တဲ့အရာတွေမဟုတ်ပါကြည့်လေကိုရထားတဲ့ခန္ဓာကိုယ်ကြီးပဲကြည့်တနေ့တခြားတစ်ဖြည်းဖြည်းနဲ့အိုးလာလိုက်ကြတာလူတွေဟာနော်အနှစ်20 30 40 50 60 80 80ဟိုဘက်ကြတော့ကြည့်လား60လောက်ကျော်သွားရင်ပဲအိုမှန်သိသိတာလာပြီနော်80 80ဆိုရင်သွားပြီသွားတွေကလည်းမရှိဘူးခေါင်းတွေလည်းဖြူကုန်ပြီအခြေအနေတော်ဆိုးသွားပြီဟုတ်ကဲ့90တရားဆိုတာမပြောနဲ့တော့အဲ့တော့လူဘဝဟာအကောင်းဘက်ကိုရွေ့နေတာလားလူရဲ့ယုံ nant ခန္ဓာကိုယ်ကြီးကအကောင်းဘက်ကိုရွေ့နေတာလားအဆိုးဘက်ကိုရွေ့နေတာအဆိုးဘက်ကိုရွေ့နေတာအဲ့တော့အဆိုးဘက်ကိုရွေ့နေတဲ့အရာဝတ္ထုကြီးဟာခြေနှက်စရာလားမခြေနှက်စရာလားအားကိုးစရာလားအားကိုးစရာမဟုတ်တဲ့ဟာလားအားကိုးစရာဆိုတာဘာတစ်ခုမှမရှိဘူးတဲ့စိတ်သက်သာရစရာတစ်ခုမှမရှိဘူးသင်္ခါရတရားတွေဟာအနတ္တတိကစိတ်သက်သာရာကိုရစေနိုင်တဲ့သဘာဝတရားတွေမဟုတ်ပါဒါပေမဲ့လို့ထာဝရရွေရှားနေတဲ့သဘောကြီးကိုမေ့ထားတဲ့လူတွေကတော့ဘဝလေးမှာပျော်လိုက်ကြတာဟုတ်ကဲ့လားအာယုံ၅ပါးကာမဂုဏ်တရားတွေထဲမှာနိမွန်းပြီးတော့မသေးတော့မဲ့ပုံမအိုတော့မဲ့ပုံတူမမာနတွေတဲ့လို့ရန်ထောင်ကြရန်ဖြစ်ကြလောဘတွေဖြစ်ကြဒေါသတွေဖြစ်ကြတိုက်ကြခိုက်ကြနဲ့သေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သဘာဝတရားကိုမသိလို့ဒါတွေဒီလိုဖြစ်နေကြတာเนาะအဲ့ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီသုတ်တံမှာမမြဲတဲ့သဘာဝတရားကိုအမြဲတမ်းဆင်ခြင်ဖို့သင်္ခါရတရားတွေဟာအနတ္တတိကသက်သာရာကိုမရစေနိုင်တဲ့သဘာဝတရားတွေဖြစ်ကြပေတယ်အလမေဝသဗ္ဗသင်္ခါရေသူနိဗ္ဗေနိတုံသဗ္ဗသင်္ခါရေသူကျွမ်းမဲ့အုပ်သုံးလုံးစုံများစွာသင်္ခါရတရားတို့အပေါ်၌နိဗ္ဗေနိတုံညီငွေဖို့ရာအလမေဝသင်လျော်လလေပြီဒီလိုမမြဲတဲ့သင်္ခါရတရားတွေကိုမစင်ញင်မစင်စားမိလို့သာလူဘဝမှာပျော်နိုင်ကြတာသင်္ခါရတရားတွေကိုလိုချင်နေကြတာလူတွေကြည့်လေကုသိုလ်ကောင်းမှုလုပ်တဲ့အခါကျတော့စိတ်ထဲကသင်္ခါရတရားလိုချင်နေတာဖြစ်လျာဘဝမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့နတ်မင်းကြီးဖြစ်ရပါလို့ဤစသဖြင့်တန်တရားတွေကဆူတောင်းနေတာသင်္ခါရတွေဆူတောင်းတာမဟုတ်လားတောင်းသမျှတွေကအကုန်သင်္ခါရတွေကြီးပဲပြန်တောင်းနေတာဟုတ်ကဲ့အဲ့ဒီတောင်းတဲ့အရာတွေကတခုမှမြဲမဲ့အရာတွေမဟုတ်ဘူးတဲ့တန်တရားကြီးတွေကမငြင်းငွေ့နိုင်ကြဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကထာဝရမမြဲတဲ့သင်္ခါရသဘောတွေကိုဆင်ခြင်မဲ့ဆိုလို့ရှိရင်သင်္ခါရကြီးကငြင်းငွေ့ဖို့တော်လှပြီတဲ့နိဗ္ဗိန္တိတောနိဝိန္တိတောဝိန္တိတာဆိုတာတာယာမှုကိုရနိဗ္ဗိန္တိတာဆိုတာတာယာမှုကိုမရတာယာမှုကိုမရဘူးဆိုတာငြင်းငွေ့တာပြောသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့မပျော်တော့ဘူးစိတ်ပြက်လာတယ်ငြင်းငွေ့လာတယ်ဟုတ်ကဲ့ဆရာတော်ကြီးတပါးဟောတာလို့ပဲ
လူတွေကတော့ညီးငွေတာမဟုတ်ဘူးတဲ့ညီးပြီးတော့ဝေ့နေတာဒီနာပဲပြန်ဝေ့နေကြတယ်တဲ့ညီးတော့ညီးတယ်ဒုက္ခဒုက္ခနဲ့ညီးပြီးတော့ဒီနာမှာပဲပြန်ဝေ့နေကြတယ်ဟုတ်လားညီးဝေ့တာမဟုတ်ဘဲနဲ့ညီးငွေရမယ်သင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတာယာမှုကိုမရဘဲနဲ့တကယ်ကိုစိတ်ပြက်ပြီးဟောဒီသင်္ခါရတရားတွေကိုမလို့ခြင်းတဲ့သဘာဝတွေဖြစ်ပေါ်ရမယ်အလမေဝဝိရိစိတုံသင်္ခါရေတုသင်္ခါရတရားတို့၌ဝိရိစိတုံအတွေ့အတာကင်းဖြတ်ဖို့ရအလမေဝတင့်တော်လှလေကြီးဒီသင်္ခါရတွေပေါ်မှာအတွေ့အတာမထားသင့်ဘူးကဲဘုန်းကြီးတို့တွေစဉ်းစားကြည့်ဘယ်ပေါ်မှာတွဲနေကြတာတော့သင်္ခါရတရားပေါ်မှာတွဲနေတာဟုတ်ကဲ့လားပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကိုယ့်ကိုယ်တွေ့တာတယ်ကိုယ့်ကိုယ်တွေ့တာတယ်ဆိုတာကိုယ်ရုပ်ကိုယ်ခန္ဓာကိုတွေ့တာကိုယ်ရုပ်ကိုယ်ခန္ဓာဒီအကြောင်းတရားကဖန်တီးထားတဲ့အရာဖြစ်လို့သင်္ခါရကိုယ့်ကိုယ်တွေ့တာတယ်ဆိုတာသင်္ခါရကိုတွေ့နေတာပဲသာသမီတွေ့တယ်ဆိုတာလေသင်္ခါရတွေ့တာပဲပစ္စည်းဥစ္စာတွေ့တယ်ဆိုတာလေသင်္ခါရတွေ့တာပဲပတ်ဝန်းကျင်ကိုတွေ့တာတယ်ဆိုတာလေသင်္ခါရကိုတွေ့တာနေတာအဲ့တော့ကိုယ်တွေ့တဲ့အရာတွေဟာဘယ်အရာမှခိုင်ခဲတာမရှိဘူးအလုံးဟာရွေရှားနေတာတွေကိုသွားပြီးတွေ့တာနေတာဆိုတော့အန္တရာယ်ကင်းတဲ့ဟာဟုတ်ပါမလားမဟုတ်ဘူးတဲ့တဝသင်္ခါရိတုကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာသင်္ခါရတို့အပေါ်၌ဝိရုစိတုံအတွေ့အတာကင်းပြတ်ဖို့ရအလမေဝတင့်လှလေပြီတွေ့ခဲ့လာပြီတွေ့ရင်နဲ့တခါတည်းလွတ်လိုက်ရတွေ့ရင်နဲ့လွတ်လိုက်ရဟုတ်ကဲ့လွတ်လိုက်တဲ့အခါဘာဖြစ်တုံးငိုရတယ်တောကတွေဖြစ်ရတယ်စိတ်နှလုံးတွေပူပန်ရတယ်သင်္ခါရတွေနဲ့ပတ်သက်ပြီးငိုရတဲ့အချိန်တွေလည်းအများကြီးပဲအတွေ့အတာရှိလို့တောကဖြစ်ခဲ့ရတာတွေလည်းများလာပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ကလူဘဝသို့မဟုတ်တတ္တဝတူဖြစ်လာလို့တောကကြောင့်တောကတွေရင်တွင်းမဆန့်ဖြစ်ပြီးပရိဒေဝမီးတောက်လောင်လို့ငိုရယိုရလို့ကြလာတဲ့မျက်ရည်တွေဟာသမုဒ္ဒရာကြီးတဲ့ကရေတွေတဲ့တောင်များတယ်လို့ဒီလိုဟောတာနော်။ဘာဖြစ်လို့များတော့လို့ဆိုတော့ဘဝကောင်းကများလာပြီလေ။အဲ့ဒါကြောင့်မို့လို့အတွေ့အတာတွေဖြတ်ဖို့တော်လာပြီတဲ့။ကဲအတွေ့အတာဖြတ်မယ်ဆိုရင်နံပါတ်1ကတော့သဘာဝတရားကိုသိအောင်လုပ်တာဒါအတွေ့အတာပြတ်ဖို့ရဲ့လမ်းစပထမပဲ။အတွေ့အတာပြတ်ဖို့အတွက်သဘာဝတရားကိုသိရမယ်။သိလာတဲ့အခါကျတော့မှအမှန်သိလာပြီဆိုတဲ့ပုဂ္ဂိုလ်ဟာတွေ့တာမှုကိုလျှော့ချနိုင်တယ်နောက်ဆုံးမိမိရဲ့တဏ္ဍာမှာအမှန်မြင်တာတို့အမှန်တွေးတာတို့အမှန်ကြိုးစားတာတို့အမှန်စိတ်တည်ငြိမ်တာတို့အမှန်တတိထားတာတို့ဆိုတဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဟောဒီမဂ္ဂင်၈ပါးတဲ့ကဒီ၅ပါးဟာတညီတည်းကြတော့အလုံးလုံးနိုင်ပြီဆိုလို့ရှိရင်တော့အတွေ့အတာတွေဖြတ်နိုင်မှာပါအဲ့ဒါတွေမိမိရဲ့တဏ္ဍာမှာတညီတဲ့အင်အားကောင်းလာအောင်မဖြစ်သေးဘူးဆိုရင်အတွေ့အတာတွေရှိနေဦးမှာပဲတဲ့တဝသင်္ခါရိတုကျွမ်းမဲ့ဩတုံလုံးစုံများစွာသင်္ခါရတို့အပေါ်၌ဝိရိစိတုံအတွေ့အတာကင်းပြတ်ဖို့ရလမေဝတင့်တော်လှပါပြီဝိမု စိတုံသင်္ခါရတရားတွေကလုံးဝလွတ်မြောက်သွားဖို့ရာတွဲနေလို့ရှိရင်လွတ်ပါမလားတွဲနေတဲ့များတော့ဒီနေရာပဲဒီနေမှာပဲဟုတ်ကဲ့လားအဲ့ဒါတွေကိုလုံးဝလွတ်လိုက်ဖို့လိုတယ်မြတ်စွာဘုရားကဟောထားတဲ့သုတ်တန်တွေမှာရူပမိခဝေနတုံမကံတံပဇေထဘိခဝေจิตာယံတို့ရူပံယုတ်တရားကြီးဟာနတုံမကံသင်တို့ဟာမဟုတ်ပါတန်ထိုးယုတ်တရားကြီးကိုပဇေထလွတ်ထားလိုက်ကြပါမတွေ့နဲ့လို့ပြောတာနော်ယုတ်တရားဆိုတာစဉ်းစားကြည့်ပေါ့မျက်စိဟာကိုယ်ဟာမဟုတ်ဘူးဘာဖြစ်လို့ကိုယ်ဟာမဟုတ်ဘူးလို့ပြောရတာတော့ဆိုဆိုင်ရာအကြောင်းတရားတွေကဖန်တီးထားတာ
အဲ့ဒီအကြောင်းတရားတွေကကိုမပိုင်သည့်အတွက်ကြောင့်သူတို့ဖန်တီးထားတဲ့အရာလည်းကိုပိုင်တာမဟုတ်ဘူးတဲ့ကိုမပိုင်လို့ပေါ့မျက်စိကထာဝရကြည်လင်းနေတာမဟုတ်ဘူးမျက်စိနဲ့ပတ်သက်ပြီးပြဿနာတွေမျိုးမျိုးဖြစ်လို့မျက်စိဆေးရုံနဲ့ဟုတ်လားမျက်စိအထူးကူနဲ့လုံနေရတာမဟုတ်လားငယ်စဉ်တောင်ချိတ်ကလေးဘဝတုန်းကမျက်လုံးလေးကကြီးပြီးတော့တောက်ပနေတယ်တဖြည်းဖြည်းဟောမျက်လုံးလေးကမှုံလာတယ်ကိုမပိုင်တဲ့အရာဆိုတာမထင်ရှားဘူးလားမြတ်စွာဘုရားကအဲ့ဒါကိုဟောတာချုံးပြီးရူပမိခဝေနာတုံမာကံတံပဇေထတံဟောပိဏဟိတယဒုက္ခယဘဝိတ္တိရုပ်ခန္ဓာကြီးကိုတွယ်မထားလိုက်နဲ့ဆိုတာမျက်စိကိုတွယ်မထားနဲ့နားကိုတွယ်မထားနဲ့နှာခေါင်းကိုတွယ်မထားနဲ့လျှာကိုတွယ်မထားနဲ့ခန္ဓာကိုယ်ကြီးကိုတွယ်မထားနဲ့ကိုယ်မှာရှိတဲ့ရုပ်တဘာဝတရားတွေတစ်ခုမှတွယ်မထားနဲ့လွတ်ထားလိုက်ဆိုတာအတွေ့အတာမထားနဲ့လို့ပြောတာနော်တံပဇေထတံထိုရုပ်ခန္ဓာကြီးကိုပဇေထလွတ်ထားလိုက်ကြတံဟောပိဏံဟောသင်တို့အပိဏံလွတ်ထားလိုက်တဲ့တံထိုရုပ်တရားပိဏံလွတ်ထားလိုက်မယ်ဆိုရင်ဟောသင်တို့အဖို့ဟိတယအကျိုးစီးပွားလို့ငါဒုက္ခယချမ်းသာဖို့ရဘဝိတ္တိဖြစ်လိမ့်မည်တွဲနေလို့ကတော့ဟိတဒုက္ခဖြစ်မှာမဟုတ်ဘူးတဲ့ဒုက္ခတွေပဲရောက်နေဖို့ရှိတယ်လွတ်ထားလိုက်အတွေ့အတာတွေမထားနဲ့သူ့ဘာသူ့အကြောင်းနဲ့သူဖြစ်ချင်တာဖြစ်နေမှာပဲသွားမတွေ့နဲ့လို့ဒီလိုခေါ်တာနော်လွတ်ထားလိုက်မှဟိတဒုက္ခချမ်းသာဒုက္ခရမှာဘုန်းကြီးတို့တွေကမဟုတ်ဘူးတွဲနေတယ်တွဲနေပြီးတော့ချမ်းသာကရကြတယ်မရဘူးထို့တူပဲမြတ်စွာဘုရားခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးဝေဒနာဘိက္ခဝေနာတုံမကံတံပဇေထခံစားချက်ဝေဒနာလေးကရောကိုယ်ဟာဟုတ်ကဲ့လားမဟုတ်လို့မတွေ့နဲ့တဲ့လွတ်ထားလိုက်အေးလူတွေကတော့ခံစားချက်ဝေဒနာလေးတွေလည်းကိုယ်ဟာလို့ထင်တယ်လေအထူးသဖြင့်တော့ပျော်ရွှင်ချမ်းမြေ့ပါစေဆိုတဲ့ happiness ပေါ့နှစ်တလေကူးလာပြီဆိုရင် happy new year နဲ့ပြောကြတယ်မဟုတ်လားအေးပျော်ရွှင်ချမ်းမြေ့တဲ့နှစ်သက်ဆိုတာဘာကိုတောင်းတနေတာတော့ဆိုဝေဒနာတောင်းတနေမဟုတ်လားပျော်ရွှင်တယ်စိတ်ချမ်းမြေ့တယ်ဆိုတာတခဏလေးပဲဆိုင်ရာအကြောင်းကြောင့်ဖြစ်တာဒါဝေဒနာလေးပဲအေးမြန်မာလူမျိုးတွေကဝေဒနာဆိုရင်ယောဂလို့သွားသတိရတတ်တယ်ဝေဒနာဆိုတာစိတ်ထဲရဲ့ခံစားချက်အတွေ့အကြုံလေးကိုပြောတာဝမ်းသာတဲ့ခံစားချက်ရှိတယ်ဝမ်းသာတဲ့အတွေ့အကြုံကောင်းတာလေးတွေ့ရင်ဝမ်းသာတယ်ဆိုတဲ့အတွေ့အကြုံမကောင်းတာနဲ့တွေ့တဲ့အခါဝမ်းနည်းတယ်ဆိုတဲ့အတွေ့အကြုံတာမန်ရိုးရာကိစ္စတွေဆိုရင်ဝမ်းသာတာလည်းမဟုတ်ဝမ်းနည်းတာလည်းမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံအဲ့ဒီအတွေ့အကြုံလေးကိုအင်္ဂလိပ်လိုတော့ experience လို့ခေါ်တာပေါ့အဲ့ဒီအတွေ့အကြုံလေးတွေခံစားချက်လေးတွေကိုဝေဒနာလို့ပြောတာနော်အဲ့ဒီဝေဒနာလေးတွေကိုလည်းတွေ့မထားနဲ့လွတ်ထားလိုက်ဘာဖြစ်လို့လဲဆိုရင်တွေ့ထားလဲကိုတွေ့တဲ့အတိုင်းဖြစ်မှာမဟုတ်ဘူးဝေဒနာဘိက္ခွေနာတုံမကံတံပဇေထတံဟောပိဏဟိတယဒုက္ခယဘဝိတ္တိလွတ်ထားမှချမ်းသာမယ်နော်ထို့တူပဲသင်ညာစိတ်ထဲကမှတ်သားမှုလေးတွေသင်္ခါရလို့ဆိုတဲ့စိတ်ဆော်မှုလေးတွေဝိညာဏလို့ဆိုတဲ့အသိစိတ်ကလေးလေးဘယ်အရာကိုမှတွေ့မထားနဲ့အလုံးဟာသင်္ခါရတရားတွေကြီးပဲလွတ်ထားလိုက်လို့ဒီလိုပြောတာနော်အဲ့ဒါလို့လွတ်ထားလိုက်မှလွတ်မှာဟုတ်ဘယ်ကလွတ်ထားတော့လို့ဆိုတော့အတွေ့အတာကလွတ်သွားတာအတွေ့အတာရှိနေသမျှဒုက္ခရှိနေမယ်အတွေ့အတာပြုတ်မှဒုက္ခပြုတ်မယ်တွဲနေသမျှဒုက္ခအတွေ့ပြတ်မှဒုက္ခကရပ်မှာတဲ့ဒါကြောင့်မြတ်စွာဘုရားကအလမေဝဝိမု सी တုံသဗ္ဗသင်္ခါရိကျွမဲ့ဥဒုံလုံးစုံသောသင်္ခါရတရားတို့မှာဝိမု सी တုံအတွေ့အတာမထားဘဲနဲ့လုံးဝလွတ်မြောက်ဖို့ရအလမေဝသင်လှပါပြီဟု၍ဘဂဝါရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအ
အရေးကြီးဆုံးကတော့ထာဝရမမြဲတဲ့သဘောတရားတွေကိုဆင်ញင်စဉ်းစားပြီးတော့ဘုန်းကြီးတို့လောက်ရမှာကိုယ်ဘဝလည်းကြည့်ကိုယ်ပတ်ဝန်းကျင်တွေလည်းကြည့်နည်းနည်းမိုးတော့အလင်းရောင်လို့နေမင်းကြီးထွက်လာတဲ့အချိန်ကနေစပြီးကိုယ်မျက်လုံးလေးနှလုံးဖွင့်ကြည့်လို့မြင်သမျှအရာတွေဟာအားလုံးရွေ့ရှားပြောင်းလဲနေတယ်လို့စိတ်ထဲကနှလုံးသွင်းကြည့်အဲ့ဒီလိုနှလုံးသွင်းနေတဲ့စိတ်ကလေးကစပြီးတည်မြဲနေတာမဟုတ်ဘူးသစ်ပင်ကြီးတစ်ပင်ရဲ့သစ်ရွက်လေးတွေဟာလည်းရွေ့ရှားပြောင်းလဲနေတယ်အခွန်အခောက်တွေကလည်းရွေ့ရှားပြောင်းလဲနေတယ်ကဘာမြေကြီးကလည်းရွေ့ရှားပြောင်းလဲနေတယ်အားလုံးဟာရွေ့ပြီးတော့နေတယ်လို့ဆိုတာကိုအနိစ္စသဘောတရားတွေကိုဆင်ញင်စဉ်းစားဖို့ပေါ့နော်အဲ့ဒါလို့ဆင်ញင်စဉ်းစားရင်ထာဝရမမြဲတဲ့အရာကြီးတို့ရထားတော့ဒီဟာကြီးကညီငွေ့เสียကြီးပဲตายာเสียဘာတစ်ခုမှမရှိဘူးအာကိုလို့လည်းမဖြစ်ဘူးဆိုတဲ့သဘောတွေပေါ်မလာနိုင်ဘူးလားအမတန်တန်ဖိုးရှိတဲ့အမြင်မျိုးကိုမြင်လာနိုင်တယ်တဲ့ဟုတ်လားဘလောက်ကြာရှည်တဲ့သင်္ခါရပဲဖြစ်စေဒီနေ့ကျတော့အဆုံးသတ်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသုတ်တန်တစ်ခုမှာဟောထားတယ်မြူမုံလေးလောက်ဖြစ်တဲ့သင်္ခါရပဲဖြစ်စေတဲ့သင်္ခါရမှန်သမျှဟာထာဝရရွေ့ရှားပြောင်းလဲပျက်စီးနေတာတွေကြီးပဲအဲ့ဒီမြူမုံလေးလောက်တောင်မြဲတာလေးတစ်ခုရှိမယ်ဆိုရင်မြတ်သောအကျင့်ကျင့်เสียမလိုပါဘူးတဲ့မြတ်သောအကျင့်ကျင့်နေရတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်နေရတဲ့ဆိုတာမမြဲလို့ကျင့်ရတာလေမြဲတာလေးနည်းနည်းလေးပဲရှိမယ်ဆိုရင်ကျင့်เสียမလိုတော့ဘူးအဲ့ဒီမြဲတဲ့ဘက်သွားရုံပဲပေါ့ဟုတ်လားအခုကမြဲတယ်ဆိုတဲ့အရာတစ်ခုဟာဘယ်မှရှာလို့မရဘူးကြည့်လိုက်မယ်ဆိုရင်တောတွေတောင်တွေတောင်ကြီးတွေကြည့်မယ်ဆိုလို့ချင်းဟာဒီတောင်ကြီးတွေကဟိုးရှိတုန်းကတည်းကရှိတာခုလည်းရှိနေတော့မယ်လို့မြဲတယ်လို့ထင်ရကောင်းထင်ရလိမ့်မယ်နော်သို့တော့သူတို့မှလည်းအတိုင်းအတာတစ်ခုရှိတယ်ရှိကြတဲ့အတိုင်းအတာတစ်ခုပြီးလို့ရှိရင်တော့အားလုံးပျက်စီးသွားမှာဟောယနေ့ကဘာကြီးကလည်းကြည့်ဗဒ္ဒကဘာဖျားကားစုပွင့်တယ်လို့ပြောကြကကုတန္တကောဏကမနကတ္တဗဂေါရမဆိုပြီးတော့ဖျားလေးစုပွင့်ပြီးသွားပြီနောက်လူရဲ့တက်တန်းဟာတပြေးပြေးဆုတ်သွားပြီးတော့7နှစ်တန်းရောက်7နှစ်တန်းရောက်တဲ့အခါလူတွေဟာကြောက်ဝဲဖွယ်ကောင်းလောက်အရေးအခင်းတွေကြုံပြီးတော့တပြေးပြေးတတိတံဝေကတွေပြန်ရလာလို့ကုသိုလ်တရားတွေစောင့်တည်တဲ့အခါတက်တန်းကပြန်တက်လာတယ်အကျင့်ပြက်လို့လူတွေတက်တန်းဆုတ်တာဟုတ်ကဲ့အကျင့်ပြက်ပြားသည့်အတွက်ကြောင့်တက်တန်းတွေဟာဆုတ်ရလာဒါဖြင့်အကျင့်ပြက်တာနဲ့အသက်တူတာဘာဆိုင်လို့တော့လို့မေးစရာရှိဆိုင်တယ်ဘယ်လိုဆိုင်တာတော့ဆိုလူအသက်ဟာဘယ်ပေါ်မှာတီးနေတုံးဆိုကံတစ်ခုတည်းပေါ်မှာတီးနေတာမဟုတ်ဘူးလူတွေရဲ့အသက်ဟာဘာပေါ်တီးနေတာတော့စဉ်းစားကြည့်လေနေ့စဉ်စားနေတဲ့အာဟာရပေါ်မှာတီးတာမဟုတ်လားအစာမစားရလို့ရှိရင်ကံဘလောက်ကောင်းနေနေအသက်ရှင်နိုင်တဲ့ကံရှိတော်လဲအစာအာဟာရပြတ်ရင်ဒီလူဟာအသက်ရှင်နိုင်ပါမလားအဲ့တော့လူတွေရဲ့အသက်အာဟာရပေါ်မှာတည်နေဒါဖြင့်ဒီအာဟာရတွေကဘယ်ပေါ်မှာတည်တုံးဆိုရင်ယာတိဥရုပေါ်မှာတည်လူတွေစားနေတဲ့သီးနှံတွေဟာယာတိဥတုအလိုက်သီးကြရတယ်ပွင့်ကြရတယ်ဖူးကြရတယ်ဟုတ်ကဲ့ဖူးတယ်ပွင့်တယ်သီးတယ်အဲ့ဒါတွေကိုလူတွေစားသုံးပြီးတော့လူတွေဟာအသက်ဆက်နေကြတယ်လူတွေကအကျင့်ပြက်ပြီလို့ဆိုလိုက်တဲ့အချိန်မှာယာတိဥရုတွေကဖောက်ပြန်သွားတယ်ဘာဖြစ်လို့ယာတိဥရုကဖောက်ပြန်တော့ဆိုရင်လူတွေရဲ့စိတ်ကမကောင်းတဲ့စိတ်ဓာတ်တွေများလာလို့ရှိရင်လူခန္ဓာကိုယ်ကထွက်တဲ့သိပ္ပံနဲ့ပြောရင် chemical တွေပေါ့လူခန္ဓာကိုယ်ကထွက်တဲ့ chemical တွေကယာတိဥရုကိုပြက်ပြားစေတတ်တယ်ခုဒီကနေ့ကဘာကြီးကပူတနေ့တနေ့ပိုးပူနွေးလာတဲ့ဆိုသိပ္ပံဆရာတွေကတော့သစ်ပင်တွေလှဲတာတို့ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေများတာတို့ဒီလိုပြောတယ်ပေါ့နော်အဲ့ဒါတွေဘာကြောင့်ဖြစ်လာတော့ဆိုရင်လူတွေရဲ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေ
အဲ့ဒီအပူတွေကပို့ပြီးတော့ကဘာကြီးကိုပြောင်းလဲစေတယ်လောဘအပူဒေါသအပူမောဟအပူအဲ့ဒီအပူတွေကြောင့်ကဘာကြီးရဲ့ဇာတိဥဒုဟာပို့ပြီးတော့ပူနွေးလာတယ်ပူနွေးလာသည့်အတွက်ကြောင့်တစ်ပင်တွေရဲ့အစီဩဇာတွေဟာရုပ်လျော့သွားအဲ့ဒီအစီဩဇာရုပ်လျော့တဲ့သီးနှံပင်တွေကိုစားသုံးရတဲ့လူတွေအသက်ဟာလေဘယ်မှာရှည်နိုင်တော့မလဲတဲ့အဲ့ဒါလို့အကြောင်းအကျိုးဆက်သွယ်တာဟုတ်ကဲ့လူတွေရဲ့အသက်ကအစာအာဟာရပေါ်မှာမိတည်နေတယ်အဲ့ဒီအစာအာဟာရကသီးနှံတွေကရတယ်အဲ့ဒီသီးနှံတွေကယာတိဥရုပေါ်မှာမိတည်နေတယ်အဲ့ဒီယာတိဥတွေကလူတွေရဲ့စိတ်နဲ့ကံကြမ္မာပေါ်မှာမိတည်နေတယ်ဆိုတော့ကြောင်းကျိုးဆက်ဟုတ်လားအဲ့ဒါကြောင့်မလို့လူတွေရဲ့တဏ္ဍာဟာတဖြည်းဖြည်းတိုးလာတယ်လို့ပြောတာကုသိုလ်ကောင်းမှုတွေလောက်လာတဲ့အခါကျတော့လူတွေရဲ့တဏ္ဍာကထွက်လာတဲ့ကိုယ်ငွေတွေကတန့်ပြန့်လာတဲ့အခါယာတိဥရုကကောင်းလာတယ်ပြန်ပြီးတော့ပြန်ကောင်းလာတဲ့အခါကျတော့သီးနှံလေးတွေကလည်းပိုလန်းဆက်ပြီးအစီဩဇာတွေပြည့်လာတော့လူရဲ့တက်တန်းဟာတက်လာနောက်ဆုံးအသင်္ချေကနေလူတွေစိတ်ဓာတ်ဖောက်ပြန်လာတဲ့အခါတဖြည်းဖြည်းပြန်ရော့လာတော့8000တန်းရောက်တဲ့အခါတသိန်းတန်းကနေပြန်ကျ8000တန်းရောက်တဲ့အခါကျတော့အရိမိတေယဖျားပွင့်အဲ့ဒီဖျားပွင့်ပြီးတဲ့နောက်ပိုင်းမှာကဘာကြီးအတော်ကြာအောင်နှစ်ပေါင်းများစွာပေါ့နှစ်ထောင်ပေါင်းများစွာကြာပြီးတဲ့နောက်ကြလို့ရှိရင်ဒီကနေ့ကဘာကြီးဟာနောက်ဆုံးသူ့ရဲ့ဏိကုံးချုပ်ရမယ့်အချိန်ကဘာလဲပေါ့တနေ့ကျတော့ပြတ်သွားမှာပဲဒီကဘာကြီးဟုတ်လားမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီသုတ်တံမှာသင်္ခါရဆိုတာမမြဲဘူးအချိန်ကြာကောင်းကြာလိမ့်မယ်မြဲတယ်လို့တော့မရှိဘူးဖြစ်လာတာမှန်သမျှအပြည့်မှာအဆုံးသတ်ရမယ်ဒီကနေ့ကဘာကြီးဟာလည်းတနေ့အဆုံးသတ်လိမ့်မယ်တဲ့ကြည့်ကဘာပေါ်မှာဗုဒ္ဓရဲ့ cosmology ပေါ့စัจ java လာဖွဲ့စည်းပုံပြောမယ်ဆိုလို့ရှိရင်မြတ်မို့တောင်ကြီးရှိမြတ်မို့တောင်ကြီးကိုပတ်ရံပြီးတော့သမုဒ္ဒရာကြီး၄စင်းနဲ့ကျွန်းကြီး၄ကျွန်းဆိုပါစို့နော်အဲ့ဒါလို့ဖွဲ့တည်နေတဲ့ကဘာမြေကြီးတချို့ကတော့မြတ်မို့တောင်ပဲမလို့ဆိုမြတ်မို့တောင်အမြင့်ဆုံးနေရာမှာရှိပဲပေါ့ဟုတ်ကဲ့တချို့ကတော့မြင့်မို့တောင်ဆိုမြောက်ဝင်ရိုးစွန်းထိပ်ကိုခေါ်တယ်လို့လည်းပြောကြတယ်ကဲထားပါတော့ဒါကတော့တောင်တတောင်ကိုခေါ်လိုက်တာပေါ့ဟုတ်ကဲ့ကဘာမှာအမြင့်ဆုံးရှိတဲ့တောင်ကြီးတစ်တောင်မြင့်မို့တောင်အဲ့ဒီတောင်ကိုပတ်ရံပြီးတော့ကဘာမြေကြီးတီးနေတယ်ထိုကဘာမြေကြီးဟာလည်းပင်လေတွေဝိုင်းပြီးတော့နေတယ်ပေါ့အဲ့ဒီအကြီးဆုံးဖြစ်တဲ့မြင့်မို့တောင်ကြီးရဲ့ဟောဒီကဘာမြေကြီးရဲ့သိပ္ပံဆရာတွေကတော့ကဘာမြေကြီးကဒါကောင်းကင်မှာရွေရှားနေတဲ့အရာကြီးလို့ပြောတာပေါ့ဗုဒ္ဓတရားတော်အရာကြည့်မယ်ဆိုလို့ရှိရင်လည်းအနန္တအာကာသထဲမှာတီးနေတာဆိုတော့ကောင်းကင်မှာရွေရှားနေတယ်လို့ပြောနိုင်ပါတယ်ဟုတ်ကဲ့လားအဲ့ဒီမြေထုရေထုလေထုထဲမှာကဘာမြေကြီးနဲ့ပင်လယ်ကြီးတွေတီးပြီးတော့ဒီလိုရှိနေတယ်အဲ့ဒါလောက်ကြီးကျယ်တဲ့အရာဝတ္ထုကြီးတစ်ခုဟာတဲ့နောက်ဆုံးနေ့ကြလို့ရှင်မြူမုံလေးလောက်မကြံအောင်လုံးဝပျောက်သွားလိမ့်မယ်အဲ့တော့ပျောက်ပုံပျောက်နည်းပျောက်ခြင်းရဲ့အကြောင်းတရားကတော့၃မျိုးရှိတယ်မီးဖြက်လို့လည်းကဘာကြီးမီးလောင်ပြီးပျက်စီးသွားတာရှိတယ်ရေတိုက်စားလို့ကဘာကြီးခု2004ခုနှစ်တုန်းကဆူနာမီဆိုတဲ့ဒီလိုင်းကြီးတွေအကြောင်းအားလုံးကြားလိုက်ကြပါတယ်ဟုတ်ကဲ့ဂျပန်စကားဆူနာမီပင်လယ်ထဲကတက်လာတဲ့ဒီလိုင်းကြီးတွေအဲ့ဒါမျိုးလို့ရေကဖြည့်ဆည်းသွားလို့ပျက်စီးသွားတဲ့ကဘာပဲရှိလေမုန်တိုင်းကြီးကဖြည့်ဆည်းပြစ်လိုက်လို့လုံးဝပျောက်ကွယ်ပျက်စီးသွားတဲ့ကဘာကြီးလည်းရှိဟောဒီတတ္တသူရိယတုတ်မှာတော့မီးဖြက်လို့ပြတ်သွားပုံကိုမြတ်စွာဘုရားဟောထားတာကဘာအဖြက်ဟာမြေရေရယ်မီးရယ်ရေရယ်လေရယ်ဒါကဘာကြီးကိုဖြတ်မဲ့အရာ၃မျိုးပေါ့နော်ကဲဒီကနေ့ရှိနေတဲ့ဟောဒီကဘာမြေကြီးမြင့်မို့တောင်တဲ့ကွာကဘာမြေကြီးဟာနောက်ဆုံးနေ့ကျတော့ဘယ်အချိန်နေဆိုင်မလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဒီသုတ်တံမှာဟောထားတယ်
နှစ်ထောင်ပေါင်းများစွာရာပေါင်းများစွာထောင်ပေါင်းများစွာသိန်းပေါင်းများစွာနှစ်အတော်ကြာအောင်ကဘာကြီးကမိုးခေါင်သွားလိမ့်မယ်အခုဘုန်းကြီးတို့လွန်ခဲ့တဲ့10 နှစ်လောက်ကမြင်းညံနယ်မှာမိုးခေါင်လိုက်တာတစ်ပင်တွေအကုန်လုံးအရွက်မရှိတော့ဒါတနေရာမှာဖြစ်တာလေးတွေရှိတယ်နော်မိုးခေါင်လိုက်လို့ရှင်တစ်ပင်တွေဟာလုံးဝအရွက်မရှိအကုန်လုံး6ခုမိုးခေါင်တဲ့နှစ်တွေမှာဒါမိုးရင်းတရင်းနဲ့ခေါင်တာဟောကဘာမြေကြီးရဲ့ဟောဒီယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့ကြလို့ရှင်နှစ်သန်းပေါင်းများစွာသိန်းပေါင်းများစွာထိအောင်မိုးတစ်စက်မှမရွာဘဲနဲ့မိုးခေါင်သွားလိမ့်မယ်အဲ့ဒါလို့မိုးခေါင်သွားလို့ရှင်ဘာဖြစ်မလို့ဆိုရင်ကဘာမြေကြီးပေါ်မှာရှိတဲ့တစ်ပင်တောတောင်တွေဟာစိမ့်လန်းဆုပ်ပြေတာတွေတခုမှမရှိဘူးလုံးဝ6သွေးသွားမိုးမရွာတော့ဘူးဆိုလို့ရှိရင်အဆိုးတမ်းမရှိတော့ဘူးလေအဆိုးတမ်းမရှိသည့်အတွက်ကြောင့်တစ်ပင်တွေဟာအကုန်လုံး6သွားမြက်ပင်တွေကစားဘာပဲမှမရှိတော့အကုန်6သွေးသွားလိမ့်မယ်အဲ့ဒါလို့6သွေးသွားတဲ့နောက်မှာဘာဆက်ပြီးတော့ဖြစ်လာမလို့ဆိုလို့ရှိရင်အခုဘုန်းကြီးတို့ဟာလားနေရထွက်လာပြီးတော့ညနေကျတော့နေဝင်သွားတယ်နေမရှိတဲ့အချိန်တညရှိတယ်24နာရီမှာ6နာရီဟုတ်လား12နာရီ12နာရီအဲ့ဒါလို့မိုးတွေခေါင်ပြီးတော့တစ်ပင်တွေ6သွားတဲ့အခါမှာထွက်နေကြနေကထွက်ပြီးဝင်သွားတာနဲ့တပြိုင်နက်ရှေ့ကလာထွက်ရမယ်အစားနေတစ်စင်းထပ်ထွက်လာတယ်အဲ့ဒါဒုတိယနေပေါ်လာတယ်လို့ခေါ်တယ်ဒီကနေ့သိပ္ပံဆရာတွေကလည်းပဲသတင်းစာထဲမှာရေးထားတာတော်တော်ကြာတော့အဖိုက်နေစကြဝဠာတွေတွေ့ထားတာရှိတယ်ဟောဒီနေတယ်မကဘူးတခြားနေတွေရှိသေးတယ်နော်အဲ့ဒီနေတွေကတဖြည်းဖြည်းဒီကိုရွေ့လာနေလို့ရှင်တော့နေတစ်လုံးအနေတစ်စင်းကနေပြီးနောက်2စင်းဖြစ်လာမှာပေါ့အဲ့ဒီသစ်ပင်တွေအလုံး6သွားတဲ့အခါမှာဒုတိယနေတစ်စင်းပေါ်လာလိမ့်မယ်တဲ့ပထမနေတစ်စင်းဝင်လိုက်တာနဲ့တပြိုင်နက်ဒုတိယနေတစ်စင်းကထပ်ပြီးတော့ပေါ်လာအဲ့လိုဒုတိယနေတစ်စင်းပေါ်လာလိုက်တာနဲ့တပြိုင်နက်ဘာတွေဖြစ်သွားတော့ဆိုလို့ရှိရင်မြစ်ငယ်တွေချောင်းငယ်တွေထဲမှာရှိတဲ့ရေတွေအကုန်ခမ်းသွားရေဆိုတာမရှိတော့အပေါ်မှာခမ်းသွားလိမ့်မယ်ဘာတွေကြံတော့ဆိုမြစ်ကြီးတွေမှာရှိတဲ့အမတန်ကြီးတဲ့မြစ်ကြီးတွေမှာရှိတဲ့ရေတော့ကြံသေးတယ်အဲ့ဒီကနေနှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ဒုတိယနေအဝင်လိုက်မှာတတိယနေတစ်စင်းထပ်ပေါ်လာလေဦးမယ်တဲ့အဲ့ဒီတတိယနေပေါ်လာတဲ့အခါကျလို့ရှင်တော့မြတ်စွာဘုရားကအိန္ဒိယမှာဟောတာဆိုတော့အိန္ဒိယမြစ်တွေပေါ့ဂင်္ဂါယမုနာအစိရဝတီတရဘူမဟိဆိုတဲ့မြစ်ကြီး90ဗမာပြည်လိုပြောရင်တော့အေယဝတီမြစ်ကြီးတို့ပါလို့ပေါ့တခြားနိုင်ငံမှာဆိုနိုင်မြစ်တို့ဘာတို့ပေါ့မြစ်တွေဟုတ်ကဲ့အဲ့တော့ကမ္ဘာပေါ်မှာရှိတဲ့မြစ်ကြီးတွေဟာကြီးပါတယ်ဆိုတဲ့ကျဲတယ်ဆိုတဲ့မြစ်ကြီးတွေဟာအလုံးရေတွေခန်းချောက်သွားလိမ့်မယ်ဒုတိယနေတစ်စင်းမှာမြင့်ငယ်လေးတွေခြောက်သွားမယ်ချောင်းငယ်တွေအကုန်ရေတွင်းနေပါတွေအကုန်လုံးခြောက်သွားမယ်တတိယနေပေါ်လာတဲ့အခါကျတော့မြစ်ကြီးတွေကရေတွေအကုန်ခြောက်ခန်းသွားလိမ့်မယ်စတုထတခါနေတစ်စင်းတတိယနေဝင်လိုက်တာနဲ့တပြိုင်နက်နှစ်ပေါင်းကြာလာတဲ့အခါကျတော့စတုထနေတစ်စင်းထပ်တိုးလာပြန်အဲ့ဒီစတုထနေတစ်စင်းတိုးလာတဲ့အခါကျတော့အလွန်အေးပါတယ်ဆိုတဲ့ဟိမာလယမှာရှိတဲ့တကယ်ကိုကြီးမားတဲ့တောကြီးတောင်ကြီးတွေကြားထဲမှာရှိတဲ့အလွန်ကြီးတဲ့ရေအိုင်ကြီးတွေရှိတယ်အိုင်ကြီး9အိုင်ဆိုတာတိတ်ကိုကြီးတဲ့အိုင်ကြီးတွေဗမာပြည်မှာတော့အင်းလေးတို့ဘာတို့လို့ပေါ့လေမိုင်ပေါင်းလောက်ရှိတယ်ဆိုတဲ့မြစ်ကြီးနားကရေအိုင်ကြီးတွေတို့လိုဟာမျိုးအမေရိကန်ဘက်ကချီကာဂိုနာရေအိုင်ကြီးတို့လိုဟာမျိုးကြီးတွေပေါ့နော်အဲ့ဒီဟိမွန်တာမှာတကယ်ကိုမိုးတွေကလည်းရွာဟိမွန်တာမှာရှိတဲ့ဒီရေခဲတောင်တွေကလည်းရေတွေကစီးကျပြီးတော့အမြဲတမ်းပြည့်နေတဲ့အိုင်ကြီး9အိုင်နေပြောက်တောင်လုံးဝမထိုးတဲ့အနောတအိုင်တို့သီဟပပတအိုင်တို့ကန္တမုံနအိုင်တို့ဆိုတဲ့အဲ့ဒီအိုင်ကြီး9အိုင်မှာရှိတဲ့ရေတွေအကုန်ခန်းချောက်သွားလိမ့်မယ်စတုထနေပေါ်လာတာနဲ့တပြိုင်နက်
ကဲနှစ်ပေါင်းအလွန်ကြာသွားတဲ့အခါစတုထနေကဝင်သွားပြီပင်စမနေတစ်ခုပေါ်လာပြန်အဲ့ဒီပင်စမနေပေါ်လာလို့ရှင်ဘာဖြစ်တုံးဆိုရင်ပင်လေဆိုတာရေတွေအမတန်များတဲ့နေရာပဲပေါ့ကမ္ဘာပေါ်မှာရွာသမျှမိုးတွေစီးဆင်းသမျှမြစ်တွေချောင်းတွေကနေပြီးဘယ်သွားတော့ဆိုပင်လေတဲ့စီးဝင်တာအကောင်အဲ့ဒီပင်လေတဲ့စီးဝင်သွားလို့ပင်လေကြီးဟာအမြဲတမ်းရေတွေဖြည့်နေတဲ့ပင်လေကြီးဟာပင်စမမြောက်နေတစင်းပေါ်လာတာနဲ့တပြိုင်နက်ပင်လေကြီးတွေဟာကျသွားတာခန်းသွားတာဘလောက်ထိအောင်ရောက်သွားတော့လို့ဆိုရင်ခြေပြက်မြုပ်ရုံလောက်ကလေးလက်တစ်စစ်လောက်ကလေးနောက်ဆုံးကြတော့လက်တစ်စစ်လောက်တောင်မကြမ်းမီထိအောင်ပင်လေရေကြီးကခန်းချောက်သွားလိမ့်မယ်ကဲပင်လေခန်းလောက်အောင်နေပူပြီဆိုလို့ရှိရင်လူတွေအသက်ရှင်နိုင်မှာမလားအေးလူတွေကတော့တက်ရှိတတ္တဝါတွေယက်တီဖို့ဆိုတာအဲ့ဒီအချိန်မှမရှိနိုင်တော့ဘူးဟုတ်ကဲ့လားဒါကဘာကြီးကမီးမလောင်သေးဘူးသူ့ရဲ့နောက်ဆုံးနေ့တွေဟာဒီအခြေအနေနဲ့ဒီလိုသွားနေတယ်လို့ပြောအဲ့ဒီပင်စမနေထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ပင်လယ်ထဲကနက်ပိဆိုတဲ့နေရာတောင်မှပဲလက်တစ်စစ်လောက်တောင်မှရေဟာမရှိတော့ပဲနဲ့ပင်လယ်ရေကြီးဟာပင်လယ်ပြင်ကြီးဟာရေခန်းချောက်သွားတဲ့ဘဝကိုရောက်သွားပြီတဲ့ဒီလိုနဲ့နှစ်ပေါင်းတော်ကြာတဲ့အခါကျတော့ဒီအခြေအနေဇိုးကြီးကနောက်ကိုပြန်ဆုတ်မသွားဘူးရှေ့တိုးလာပြန်တယ်ပင်စမနေလဲဝင်ရောဆဋ္ဌနေကြီးတစ်စင်းပေါ်လာပြန်တယ်ပေါ်လာလိုက်တာနဲ့တပြိုင်နက်ရေဆိုတာပင်လယ်ရေတောင်မရှိတော့ဘူးအစိုဓာတ်တွေလုံးဝကုန်သွားပြီကဘာကြီးမှာကဘာမြေကြီးကလည်းအစိုဓာတ်ဆိုတာလုံးဝမရှိတော့ဘူးမရှိတဲ့ကြောင့်ကဘာမြေကြီးရောမြင်းမို့တောင်ကြီးရောအကုန်လုံးအစိုဓာတ်တွေလုံးဝခန်းချောက်သွားတဲ့အခါကျဘာဖြစ်လာတော့ဆိုရင်ထင်းစုံမှာတော့မီးတဲ့အုံထားလိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့အစိုဓာတ်တွေကုန်သွားတော့အမွှေးတွေထွက်မလာဘူးလားအေးအဲ့တိုင်းပဲမြင်းမို့တောင်ကြီးနဲ့ဟောဒီကဘာမြေကြီးကမီးခိုးတွေထွက်လာကြမီးခိုးတွေထွက်လာအစိုဓာတ်တွေကုန်သွားပြီးတော့မီးခိုးတွေဖြစ်လာကြမီးမလောင်သေးဘူးဟုတ်ကလားအဲ့ဒါလို့အခြေအနေဇိုးကြီးကတော်တော်ကြာအောင်နေပြီးတော့နောက်ဆုံး9စင်းမြောက်နေမင်းကြီးလည်းပေါ်လိုက်ရောဟုတ်ခနဲ့ဆိုပြီးတော့ကြီးထားတောက်လိုက်တာကဘာမြေကြီးလည်းလောင်သွားတယ်မြင်းမို့တောင်ကြီးလည်းလောင်သွားတယ်အဲ့ဒီမီးတောက်ကြီးကလေအဟုန်နဲ့မီးဆိုတာမီးလောင်တဲ့နေရာလေကပင့်နာကြီးပဲဘယ်တော့ဖြစ်အဲ့ဒီမီးလျံကြီးကဘယ်ထိအောင်ရောက်တော့ဆိုဗြဟ္မပြေလောက်ထိအောင်မြင့်တက်သွားတယ်ဒါကြောင့်မို့တချို့ဗြဟ္မပြေတွေကဒီမီးတဲ့ပါသွားတာပေါ့အခိနာဘတ္တရာဟိထာမီးလောင်တဲ့ကဘာအာဘတ္တရာဘုံအောက်အကုန်သွားတာအာဘတ္တရာဗြဟ္မဘုံရဲ့အောက်ကိုအကုန်မီးလောင်သွားအဲ့ဒါလို့နေ9စင်းထွက်လိုက်တာနဲ့တပြိုင်နက်ကဘာကြီးဟာမီးဟုံဟုံတောက်သွားတယ်မီးဟုံတောက်သွားပြီးလောင်းနေလိုက်တာနောက်ဆုံးကြတော့မြင်းမို့တောင်ကြီးလည်းမရှိတော့ဘူးကဘာမြေကြီးလည်းမရှိတော့ဘူးအားလုံးမီးလောင်ကျွမ်းတာဘယ်လောက်ထိအောင်လောင်လုံးဆိုရင်ပြားတောင်မကြံအောင်လောင်တယ်ပြာလို့ပြောစရာမရှိတော့အောင်လောင်လိုက်တယ်ဟုတ်ကဲ့လားလုံးဝလောင်လိုက်တာမြင်းမို့တောင်ကြီးလည်းပျောက်ကဘာမြေကြီးလည်းပျောက်အားလုံးအာကာသဟင်းလင်းပြင်ကြီးအဖြစ်ရောက်သွားနေ9စင်းမြောက်ထွက်တဲ့အခါမှာဒီကနေ့ကဘာကြီးဟာအဲ့ဒီနေနဲ့အဆုံးသတ်သွားလိမ့်မယ်လို့မြတ်စွာဘုရားဟောအဲ့ဒါလို့အဆုံးသတ်မယ်ဆိုတာကိုတဲ့သောတာပန်ပုဂ္ဂိုလ်ကလွဲရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံမှာမဟုတ်ဘူးတဲ့ဘာလို့လဲသောတာပန်ပုဂ္ဂိုလ်ကတော့လက်ခံဘယ်အရာမှမမြဲဘူးဆိုတာသူကလက်ခံတာတဘာဝတရားတွေရဲ့အခြေအနေကိုသုံးသပ်ဆင်ခြင်ပြီးတော့အမှန်တရားကိုသိမြင်ထားတဲ့သောတာပန်ပုဂ္ဂိုလ်ကြတော့ဘယ်အရာမှမမြဲဘူးမြဲတဲ့အရာဆိုတာမရှိဘူးဆိုတော့လက်ခံထားသည့်အတွက်ကြောင့်တနေ့ကြာလို့ရှိရင်ဘလောက်ခိုင်မာပါတယ်ဆိုတဲ့သင်္ခါရတရားပဲဖြစ်ဖြစ်နောက်ဆုံးဟာလုံးဝပျောက်ကွယ်ပြီးအဆုံးသတ်သွားမယ်ဆိုတာသောတာပန်ပုဂ္ဂိုလ်အမှလက်ခံနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေလက်မခံနိုင်ဘူးလို့ဆိုအေးသင်္ခါရတရားဆိုတာဘလောက်ပဲရှေးရှေးနောက်ဆုံးကြတော့အဆုံးသတ်ဆိုတာလာလာကြည့်ပဲကြည့်လေဗြဟ္မာကြီးတွေဟာကဘာချီပြီးတော့အသက်ရှည်ကြဘုရားမြတ်စွာလက်ထက်တော်ခါကလာတော့က
ဘဂဗြဟ္မာကြီးဆိုရှိတယ်ဘဂဗြဟ္မာကြီးကဗြဟ္မာဘုံတစ်ခုကတက်တန်းအလွန်ရှည်တဲ့ဗြဟ္မာပြေကြီးမှာသူပထမဖြစ်တယ်ဖြစ်ပြီးတော့အဲ့ဒီတက်တန်းမေ့နေလောက်အောင်ကြာလောက်တဲ့ဗြဟ္မာဘုံမှာတက်တန်းရှည်ပြီးအဲ့ဒီဗြဟ္မာပြေကစုတည်ပြီးနောက်ထပ်ဗြဟ္မာဘုံတစ်ခုထပ်ဖြစ်တယ်အဲ့ဒီကနေတစ်ခါစုတည်ပြီးနောက်လက်ရှိဗြဟ္မာဘုံတစ်ခုမှထပ်ဖြစ်တဲ့အခါကျတော့ဗြဟ္မာဘဝကနေဗြဟ္မာဘဝပြောင်းလာတာဆိုတော့ပြောင်းတာလဲအလွန်လျင်မြန်တဲ့ပြောင်းလဲမျိုးဘလောက်ထိအောင်မြန်နှုံးဆိုမျက်စိကလေးမိတ်ပြီးပြန်ဖွင့်လိုက်တယ်လို့ပဲဘဝတစ်ခုဟာသူ့ဖို့မှာအဲ့တော့ဒီလိုပြောင်းလဲသွားတာကိုသူတတိမထားမိဘူးနောက်ဆုံးရောက်တဲ့ဗြဟ္မာပြေရောက်တဲ့အခါကျတော့သူကစဉ်းစားတယ်သူကပြင်းနေလောက်အောင်ဘဝတစ်ခုရထားတော့သူနေရတဲ့ဗြဟ္မာဘဝကြီးဟာအိဋ္ဌထာဝရခိုင်မြဲတဲ့အရာကြီးတဲ့ဒီတဲ့ခိုင်မာတဲ့နေရာမရှိတော့ဘူးဒါအဆုံးသတ်ဘဝပဲလို့သူကယူဆတယ်အဲ့ဒီဗြဟ္မာကြီးရဲ့အယူဆမှားနာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကခြေချွတ်ဖို့ဆိုပြီးဗြဟ္မာပြေကိုတက်သွားတယ်ဗြဟ္မာနိမန္တနိကသုတ်ဆိုတာရှိတယ်မဇ္ဈိမပဏ္ဏတပါဠိတော်မှာရှိတယ်ဟုတ်ကဲ့မဇ္ဈိမနိကေမှာမြတ်စွာဘုရားတက်သွားတော့ဖះကြွလာတာလည်းမြင်ရောသူက welcome လုပ်တာဟောကြွပါဟောဒီဟာနေဆထာဝရအမြဲတမ်းခိုင်မာတဲ့ဘယ်တော့မှမသေးရဘုံဌာနဖြစ်ပါတယ်ဒီဗြဟ္မာဘုံကြီးကအမတန်ခိုင်မြဲတဲ့နေရာကြီးတစ်ခုဖြစ်ပါတယ်ဘာမှလှုပ်เสียမရှိဘူးအလွန်တည်မြဲတဲ့နေရာကြီးဖြစ်ပါတယ်ဆိုတော့မြတ်စွာဘုရားကလက်မခံဘူးမဟုတ်ဘူးတဲ့မင်းမသိတာအမောင်လေးဖုံးနေလို့အဝိဇ္ဇာဖုံးနေလို့သင်မသိတာဆိုပြီးဗြဟ္မာကြီးရဲ့ဘဝအတိတ်ဘဝတွေအကြောင်းတွေကိုမြတ်စွာဘုရားပြန်ထောက်ပြဒါမတိုင်ခင်ကမင်းဘယ်မှာဖြစ်တယ်အဲ့ဒီကနေပြီးသေပြီးဘယ်မှာဖြစ်လာတယ်မင်းနဲ့အသက်ရှိတဲ့ဗြဟ္မာတွေရှိသေးတယ်ဆိုပြီးတော့မြတ်စွာဘုရားထောက်ပြတော့မှနောက်ဆုံးမှာသူ့ဘုံဌာနမှာအကန့်အသတ်ရှိတယ်ဆိုတာသိပါအဲ့တော့နေဆထာဝရဆိုတာဘယ်နေရာမှမရှိဘူးတဲ့ကြာခြင်းတော့ကြာလိမ့်မယ်သို့တော့နောက်ဆုံးကြာလို့ရှိရင်အဆုံးသတ်ဆိုတာလာမှကြည့်ပဲလို့အနိစ္စဘိကဝေသင်္ခါရအတုဝသင်္ခါရအနတ္တတိကသင်္ခါရအလမေဝသဗ္ဗသင်္ခါရေသူနိဗ္ဗေတိတဝလံဝိရိစိတဝလံဝိမုစိတောဘိကဝေจิตယံတို့သင်္ခါရအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ပြုလုပ်ထားတဲ့သင်္ခါရသဘာဝတရားတွေဟာအနိစ္စမြဲခြင်းသဘောမရှိကြလေကုန်အတုဝခိုင်မာခြင်းသဘောမရှိကြလေကုန်အနတ္တတိကတတရာကိုဖြစ်စေနိုင်တဲ့သဘောမရှိကြလေကုန်သဗ္ဗသင်္ခါရိသူကျွင်မဲ့အောင်သုံးလုံးစုံများစွာသင်္ခါရတရားတို့အပေါ်မှာနေဗိနိဒုံညီငွေဖို့ရအလမေဝသင်္လှလေးပြီဝိရိစိတုံအတွေ့တာကင်းပြတ်ဖို့ရလည်းပဲအလမေဝသင်လျောလလေးပြီဝိမုစိတုံသင်္ခါရတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့ရလည်းပဲအလမေဝသင်တော်လလေးပြီဟု၍ဘဂဝါရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒီသုတ္တန်ထဲမှာမြတ်စွာဘုရားကသူနိတဆိုတဲ့ဆရာကြီးအကြောင်းကိုထည့်ပြီးဟောထားသူနိတဆိုတဲ့ဆရာကြီးကတစ်ချိန်တုန်းကကဘာပေါ်မှာတတိပိဋကများစွာပေါ်မှာဗြဟ္မပြည်ကိုရောက်ကြောင်းတရားနိဗ္ဗာန်ရောက်ကြောင်းတရားမဟောနိုင်ဘူးအဲ့ဒီချိန်ဟုတ်ကဲ့လားဗြဟ္မပြည်ကိုရောက်စေနိုင်တဲ့တရားကိုဟောတယ်ဗြဟ္မပြည်ကိုရောက်စေတတ်တဲ့တရားဆိုတာဘာကိုခေါ်တာသမထကျင့်စဉ်ကိုပြောတာနော်သမထကျင့်စဉ်ကိုခေါ်တယ်ဟောလိုက်တဲ့အခါဆရာကြီးဟောတဲ့အတိုင်းလိုက်နာကျင့်တဲ့ပုဂ္ဂိုလ်တွေကဗြဟ္မပြည်ရောက်ကြတယ်အလုံးနားလည်တဲ့ပုဂ္ဂိုလ်တွေဗြဟ္မပြည်ရောက်ကြတယ်ပေါ့ပေါ့ရောက်ကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေပေါ့ပေါ့ပေါ့ရောက်မကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေတစိမ့်တသေးသားလောက်ပဲကျင့်တဲ့ပုဂ္ဂိုလ်တွေကြတော့တချို့ကကောင်းရာသူဂတိလူဘုံလူဘဝရောက်ကြတယ်တချို့ကနတ်ပြည်ရောက်ကြတယ်ပေါ့ကောင်းရာဘုံဌာနတွေတော့ရောက်ကြတယ်အလုံးဟာအပေကလွတ်နောက်ဆုံးဟာသူနိတဆိုတဲ့ဆရာကြီးကဘာစဉ်းစားလဲလို့ဆိုရင်တပည့်တွေနဲ့ငါဘဝဏိကုံးမှာ destination လို့ဆိုတဲ့ခီးဆုံးပန်းတိုင်မှာ
တပည့်တွေနဲ့ထပ်တူညီမျှဖြစ်နေလို့တော့မတော်ဘူးငါကတပည့်တွေနဲ့တာမတော်မယ်ဆိုပြီးဘာကိုအထုတလီကြိုးစားတယ်လဲဆိုရင်မေတ္တာဘာဝနာအထုတလီကြိုးစားမေတ္တာဘာဝနာရဲ့စွမ်းအားကြောင့်သူနိတ္တဆရာကြီးဟာတတန်းအလွန်ရှည်တဲ့ဗြဟ္မဘုံကြီးမှာတော့ဖြစ်တယ်တကယ်ကိုတကူကြီးတဲ့မဟာဗြဟ္မာကြီးအတတန်းရှည်တဲ့ဗြဟ္မာကြီးဖြစ်အဲ့ဒီမေတ္တာဘာဝနာရဲ့စွမ်းအားကြောင့်36ကြိမ်တရားကြီးပဲဖြစ်တယ်အကျဉ်းတရားမကစัจ java ရိမင်းဖြစ်တယ်မေတ္တာဘာဝနာရဲ့စွမ်းအားဒီကုသိုလ်ရဲ့စွမ်းပကဟာအလွန်ကြီးမားတယ်လို့ဆိုဘလောက်ပဲစွမ်းပကကြီးမားလို့တန်တရားကြီးထဲမှာဘလောက်ခိုင်မာတဲ့ဟုတ်လားရှိကြတဲ့သင်္ခါရတရားတွေရပြီးတော့ဘလောက်ခိုင်မာတဲ့တတန်းရှိတဲ့ဘဝကြီးပဲရောက်နောက်ဆုံးကြတော့ထိုသူနိတ္တဆရာကြီးဟာသေဆုံးခြင်းမှာကြီးပဲအဆုံးသတ်သွားတယ်မေဖို့နိဗ္ဗာန်မရမချင်းသင်္ခါရတရားတွေဇမသိမ့်မချင်းနောက်ဆုံးဟာအပြည့်နဲ့ပဲဏိကုံချုပ်တာကြီးပဲတဲ့ဒါကြောင့်မလို့ဗမာတွေလည်းပြောကြတယ်လေဗမာပြည်မှာဟုတ်လားတဝင်းဝင်းဝက်စကျင်းမှာတရှုပ်ရှုပ်ဆိုတာတန်တရာလဲတဲ့သဘောကိုပြောတာနော်ဗမာကနေပြီးတော့တိုက်ရိုက်တော့ဝက်တော့တမ်းမဖြစ်ဘူးပေါ့သို့တော့ဗမာပြည်မှာနေတော့ကတော့ကောင်းစားနေတာပေါ့ငကင်းကြီးနဲ့တဝင်းဝင်းပေါ့ဟောဗမာဘုံကစုတည်ပြီးတော့တန်တရားလဲတဲ့အခါဝက်ဖြစ်တဲ့အလှဲ့လည်းရှိသေးတာပေါ့အဲ့ဒါလို့ဘဝဆိုတာလှဲ့ပြောင်းပြီးတော့သွားနေတာဘာကြောင့်ဒီလိုဖြစ်တုံးဆိုခုနကအတွေ့အတာတွေရှိနေလို့ပဲနောက်ဆုံးမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကကောက်ချက်ချတယ်သူနိတ္တဆရာကြီးဘလောက်တန်တရားထဲမှာဗြဟ္မဘုံမှာတက်တန်းဘလောက်ပဲရှိတဲ့နောက်ဆုံးကြတော့သေဆုံးခြင်းမှာဏိကုံးချုပ်သွားရတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုရင်အလွန်အစင်တမ်းမြင့်တဲ့သီလသမာဓိပညာဝိမု ക്തി ဆိုတဲ့ဒီတရားသုံးမျိုးကိုရှာမတွေ့လို့ပါအဲ့ဒါတွေကိုသိအောင်ကြိုးစားရမယ်လို့ဆိုသီလသမာဓိပညာစာဝိမု ക്തി စာအနုတ္တရာသီလအလွန်မြင့်မြတ်လာတဲ့အရိယသီလလို့ဆိုတဲ့ကိုချင်းသီလမျိုးကို၎င်းသမာဓိစာသမာဓိတရားကို၎င်းပညာစာအစင်မြင်လာတဲ့ဝိပဿနာပညာမဲ့ပညာဖူပညာဝိပဿနာပညာကို၎င်းဝိမု ക്തി စာအနုတ္တရာအလွန်မြင့်မြတ်လာတဲ့ဝိမု ക്തി ဆိုတဲ့တကယ်လွတ်မြောက်မှုကို၎င်းဟောအဲ့ဒီ၄မျိုးဟာအမတန်မှအရေးကြီးတယ်သိဖို့သီလလို့ဆိုတာမဂ္ဂင်၈ပါးထဲမှာပါတဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝအဲ့ဒီကိုချင်းတရားဟာဒါအခြေခံအားဖြင့်ထားရမယ်နော်ဒီသီလရဲ့စွမ်းပကားကဘာကိုအင်အားဖြည့်ပေးတာတော့လို့ဆိုရင်တမာတိကိုအင်အားဖြည့်ပေးတာမဂ္ဂင်၈ပါးဖွဲ့စည်းထားတာကိုကမြတ်စွာဘုရားကြည့်သမ္မာဝါစာမမှန်ကန်ကန်ပြောဆိုခြင်းဆိုတာနှုတ်ကိုစောင့်တာကိုပြောတာနော်လိမ်မပြောဘူးဂုံမတိုက်ဘူးမဆဲဘူးဟုတ်လားအကျိုးမရှိတဲ့စကားတွေမပြောဘူးဝစီတုစရိုက်တွေကိုရှောင်တယ်ရှောင်ယုံနေမဟုတ်ဘူးမှန်တာကိုပြောတယ်ချိုတာတဲ့စကားကိုပြောတယ်စိတ်ဆက်ညီညွတ်အောင်ပြောတယ်တရားစကားကိုပြောတယ်သမ္မာဝါစာရှောင်ယုံရှောင်တာမဟုတ်ဘူးဟုတ်ကလားမြတ်စွာဘုရားဟောတဲ့တရားမှာရှောင်စရာနဲ့ဆောင်စရာနှစ်ခုအမြဲတမ်းရှိရှောင်ယုံနဲ့တည်းမပြီးဘူးမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာမလှုပ်တဲ့နာကိုရှောင်ရမယ်မလှုပ်တဲ့နာရှာယုံနဲ့ကိစ္စပြီးလာဆိုမပြီးဘူးလှုပ်တဲ့နာလှုပ်ရအောင်မယ်ဟုတ်ကဲ့လှုပ်တဲ့မလှုပ်တဲ့နာမလှုပ်တဲ့နာကိုရှောင်ရမယ်လှုပ်တဲ့နာကိုလှုပ်ရမယ်ဟောသမ္မာဝါစာဝစီတုစရိုက်ကိုရှောင်ပြီးတော့ဝစီတုစရိုက်ကိုပြိုးထောင်ရမယ်သမ္မာကမ္မန္တကာယတုစရိုက်ကိုရှောင်ပြီးတော့ကာယတုစရိုက်ကိုပြုစုပြိုးထောင်အဲ့ဒီနှစ်ခုကိုအခြေပြုပြီးတော့ဝစီတုစရိုက်၄ပါးကာယတုစရိုက်၃ပါးနဲ့မိမိရဲ့အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင်မိစ္ဆာအာဇီဝဖြစ်တယ်အဲ့ဒါတွေကိုမိစ္ဆာအာဇီဝအတွက်အသုံးမချဘဲနဲ့မှန်ကန်တဲ့နိလန်းနဲ့အသက်မွေးလို့ရှင်သမ္မာအာဇီဝဖြစ်တယ်ဟောတာလုံလောက်တဲ့ခုချင်းတရားပဲ
အဲ့ဒီလုံလောက်တဲ့ခိုးခြင်းတရားတွေဘာအတွက်လဲလို့ဆိုရင်တမာတိအတွက်ပဲလူတွေမှာကိုခြင်းတရားမှမကောင်းလို့ရှိရင်စိတ်တည်ငြိမ်မှုမရနိုင်ဘူးတဲ့ဒါမို့သီလံအဝိပတိတာရာယသီလဆိုတာစိတ်နှလုံးကြည်အေးပြီးတော့စိတ်နှလုံးငြိမ်းချမ်းဖို့အတွက်သီလမရှိတဲ့ပုဂ္ဂိုလ်မှာစိတ်နှလုံးငြိမ်းချမ်းတယ်ဆိုတာမရှိဘူးစိတ်နှလုံးမငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာဝန္တာရာတို့ကျင့်တတ်တာတို့ပီတိဖြစ်တာတို့နှစ်သက်တာတို့ရှိပါမလားမရှိလို့ရှိရင်တမာတိဆိုတာဖြစ်နိုင်မှာမဖြစ်နိုင်ဘူးဒါကိုမဂ္ဂင်၈ပါးမှာမြတ်စွာဘုရားခွင်းစစ်အခြေခံကောင်းတွေကိုဖြစ်အောင်လုပ်အေးကိုခြင်းတရားကောင်းလာပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်တည်ငြိမ်တယ်အဲ့ဒီတည်ငြိမ်ဖို့ရအတွက်ကြိုးပမ်းအထောက်မှုတွေလိုအပ်သည့်အတွက်ကြောင့်မှန်ကန်တဲ့ကြိုးပမ်းမှုဆိုတဲ့တမ္မာဝါယာမရှိရမယ်မှန်ကန်တဲ့တတိထားမှုဆိုတဲ့တမ္မာတတိရှိရမယ်မှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုတဲ့တမ္မာသမာဓိရှိရမယ်အဲ့ဒီသုံးခုဟာတမာတိမဲ့ခင်ပဲပေါ့အဲ့ဒါလို့သီလကိုအခြေခံပြီးတော့တမာတိကိုထူထောင်လိုက်တဲ့အခါကျတော့မှခုနကမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေ့တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပမှန်ကန်တဲ့အမြင်ရဖို့ရအတွက်အတွေးမှန်ဖို့လိုသေးတယ်အမြင်မှန်ဖို့ဆိုတာအတွေးမှန်မှအမြင်မှန်တယ်နော်အတွေးမှားနေလို့ရှင်အမြင်မှမှားသွားမယ်ဒါကြောင့်မို့အတွေးမှန်တဲ့အမြင်မှန်ကတတွဲမှန်ကန်စွာကြိုးပမ်းမှုနဲ့မှန်ကန်စွာတတိထားမှုနဲ့မှန်ကန်စွာစိတ်တည်ငြိမ်မှုတို့ကတတွဲသီလကိုအခြေခံလိုက်တဲ့အခါကျတော့မှန်ကန်စွာကြိုးပမ်းမှုမှန်ကန်စွာကြိုးပမ်းမှုဆိုတာအကုသိုလ်မှန်ကန်စွာကြိုးပမ်းမှုဆိုတဲ့နေရာမှာအလုပ်၄ခုပါတယ်အလုပ်၄ခုကတစ်ခုကဘာလို့ဆိုတံဝရပိတ်ဆို့ရဘာတွေကိုပိတ်ဆို့တော့ကိုယ်တဏ္ဍာမှာလောဘမဖြစ်အောင်ပိတ်ဆို့ရဒေါသမဖြစ်အောင်ဒေါသဝင်မလာအောင်ပိတ်ရမယ်မောဟဝင်မလာအောင်ပိတ်ရဘုန်းကြီးတို့တွေအိမ်နေမှာတကားမပိတ်ကြဘူးလားဘာဖြစ်လို့ပိတ်တာလုံညုံအောင်ဆိုတာပြင်ဘက်ကတွေမဝင်အောင်လုပ်တာမဟုတ်လားတခိုးမဝင်အောင်တရိစ္ဆာန်တွေမဝင်အောင်ပိတ်ကြတယ်နော်အဲ့ဒါခန္ဓာကိုယ်မှာရှိတဲ့လောဘဒေါသဝင်အောင်ပိတ်ဖို့ကြတော့မေ့နေတတ်တယ်လောဘလည်းပဲလွယ်လွယ်နဲ့ဖြစ်လိုက်ကြတယ်ဒေါသဆိုလည်းလွယ်လွယ်နဲ့ဖြစ်လိုက်ကြတယ်ဟောအဲ့ဒါတွေမဖြစ်အောင်ပိတ်တာဆိုတောင်းပါဒါမှန်ကန်တဲ့ကြိုးပမ်းမှုတစ်ခုကဲပိတ်ဆို့လို့မရဘူးမတော်တဆဝင်လာပြီဘာလို့ဆိုပါစို့ခြံအောင်လေးထောင်ပြီးတော့အိတ်တယ်ဘာလို့ချင်းမဝင်အောင်မဟုတ်လားကဲချင်းကနေအပေါက်ရှာပြီးတော့ခြံအောင်ထဲရောက်လာရင်ဘာလို့မောင်းထုတ်အောင်မှာပေါ့လက်ဝါးနဲ့တော့သွားပြီးဖြတ်ခနဲ့မတတ်နဲ့ပေါ့ဟုတ်ကဲ့လားမတော်တဆခြံအောင်ထဲရောက်လာတဲ့ချင်းကိုအပြင်ထုတ်မပြရဘူးလားအေးထို့တူပဲပိတ်တော့ပိတ်တာပဲမလုံလို့ဒေါသကဖြစ်သွားတယ်လောဘကဖြစ်လာတယ်ဆိုရင်ဘာလို့အောင်မောင်းထုတ်အောင်ဟောတာကဖယ်ရှားပစ်ခြင်းဆိုတဲ့ဒုတိယလုပ်ငန်းတစ်ခုပဲပထမကလုံအောင်ပိတ်ရမယ်မလုံလို့မတော်တဆရောက်လာရင်မောင်းထုံးပြရမယ်ဟောနှစ်ခုကဲကောင်းတာတွေကြားတဲ့အခါကျတော့မဖြစ်သေးတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားရမယ်ဆိုပါစို့မေတ္တာဘာဝနာမပွားသေးဘူးဆိုပွားဝိပဿနာတရားမထုတ်သေးဘူးဆိုထုတ်ရဒါနကောင်းမှုမလုပ်သေးဘူးဆိုလုပ်ရနော်အဲ့ဒီကောင်းတဲ့သဘာဝတွေမိမိတဏ္ဍာမှာဖြစ်အောင်လုပ်တာဖြစ်အောင်လုပ်ပြီးရင်ဘာလုပ်ရမလို့ဆိုရင်နောက်ထပ်တိုးတက်လာအောင်ကြိုးစားဆောင်ရှောက်တာဟောဒီ၄မျိုးဟာသမ္ပပဒံတရား၄မျိုးဆိုတာသမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီ၄ချက်နဲ့စွမ်းဆောင်ပြီးတော့ပေးလိုက်မယ်ဆိုတဲ့အခါမှာဘသူကတွေကအရေးကြီးတယ်ဆိုရင်တတိထားတတ်ဖို့အရေးကြီးတယ်စိတ်ကြည်ငြိမ်ဖို့အရေးကြီးတယ်တတိထားမယ်စိတ်တည်ငြိမ်မယ်အခုတိုင်းကြိုးစားလိုက်မယ်ဆိုရင်ဘာဖြစ်လာလို့အတွေးတွေမှန်လာမယ်အတွေးမှန်ရင်အမြင်မှန်လာမယ်အမြင်မှန်တာနဲ့တပြိုင်နက်ဘာဖြစ်တုံးဆိုရင်အတွေ့အတာတွေကိုဖယ်ရှင်းနိုင်တယ်လို့ဆိုအမြင်မမှန်သေးသမျှတွေ့တာမှုကိုမဖယ်ရှားနိုင်ဘူးတဲ့အမြင်မှန်မှတွေ့တာမှုကိုဖယ်ရှားနိုင်တယ်နောက်ဆုံးဟာအတွေ့အတာပျောက်ဖို့ဟာအဓိကပဲဟုတ်ကဲ့အတွေ့အတာပြတ်ပြီဆိုတော့မှဆင်းရဲဒုက္ခအလုံးကိုရပ်မယ်
အတွေ့အတာဆိုတာတဏှာလောဘကိုပြောတာနော်အဲ့ဒီအတွေ့အတာပြတ်သွားအောင်မဂ္ဂင်၈ပါးအကျင့်တရားတွေနဲ့ကျင့်အဲ့ဒီအကျင့်တရားတွေကိုပဲမြတ်စွာဘုရားဒီသုတ္တံမှာသီလကိုကျင့်တရားကောင်းအောင်မယ်သမာဓိစိတ်တည်ငြိမ်အောင်လုပ်ရမယ်ပညာအမှန်သိအောင်လုပ်ရမယ်လို့ဆိုတာမဂ္ဂင်၈ပါးအကျင့်တရားကိုခေါ်တာပဲအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားမိမိတဏ္ဍာမှာစွမ်းဆောင်နိုင်အားတွေပြည့်လို့သူတို့အလုပ်ပြီးပြီးပြင်းပြင်းဆောင်ရွက်လိုက်ပြီဆိုရင်ဝိမု ക്തി ဆိုတဲ့အတွေ့အတာကလွတ်သွားအတွေ့အတာကလွတ်သွားတာနဲ့တပြိုင်နက်ဆင်းရဲဒုက္ခတွေရောလွတ်မသွားဘူးလားလွတ်သွားတယ်အဲ့ဒီဝိမု ക്തി ဆိုတဲ့နောက်ဆုံးအဆင့်ရောက်တဲ့အခါကျတော့မှအခုပြောခဲ့တဲ့သင်္ခါရတရားတွေကခွင်းလုံးကျွတ်လွတ်သွားပြီးတော့သင်္ခါရတရားတွေကလွတ်သွားတာနဲ့တပြိုင်နက်မမြဲဘူးဆိုတာလည်းမရှိတော့ဘူးမခိုင်မာဘူးဆိုတာလည်းမရှိတော့ဘူးအားကိုးစရာမကောင်းဘူးဆိုတဲ့အခြေအနေတွေကိုလည်းလွန်မြောက်သွားတယ်မြဲတယ်ခိုင်မာတယ်အားကိုးစရာကောင်းတယ်ဆိုတဲ့အနေအထားတွေကိုအဲ့ကြတော့မှရရှိတယ်အဲ့ဒီရရှိတာဘာလို့ဆိုနောက်ဆုံးတော့နိဗ္ဗာန်ပဲပေါ့နိဗ္ဗာန်ရောက်မှနေဆာရဲ့ဒုဝရဲ့အတ္တတိကဆိုတာဖြစ်မယ်ဟုတ်ကဲ့သီလသမာဓိပညာစာဝိမု ക്തി စာအနုတ္တရအနုဗုဒ္ဓဣမေဓမ္မာဂေါတမေနယတတိနာယတတိနာများသောခြံရန်ရှိတော်မူတဲ့ဂေါတမေနဂေါတမထွဋ္ဌာရှင်တော်မြတ်ဖရာသည်သီလဆိုတဲ့အခြေခံအကျင့်တရားကို၎င်းသမာဓိဆိုတဲ့စွမ်းအာတ္တိပြည့်တဲ့စိတ်တည်ငြိမ်မှုကို၎င်းပညာအသိလိမ္မာဉာဏ်ပညာလို့ဆိုတဲ့ဝိပဿနာပညာမဲ့ပညာကို၎င်းဝိမု ക്തി စာထာဝရလွတ်မြောက်ခြင်းလို့ဆိုတဲ့ဖို့နဲ့နိဗ္ဗာန်ကို၎င်းအနုတ္တရလွန်မြတ်လာတဲ့ဝိမု ക്തി စာလွတ်မြောက်မှုကို၎င်းဣမေဓမ္မာဤတရားတို့ကိုအနုဗုဒ္ဓကောင်းစွာထိုးရင်း၍သိအပ်ပါပြီသည်ဟု၍ဘဂဝါရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအမတမဒုတဲ့ကြီးမားလာတဲ့ယနေ့ကဘာကြီးဟာနောက်ဆုံးကြတော့လုံးဝပျက်စီးခြင်းဖြင့်ဒီကုန်းချုပ်ရမှာဖြစ်ပါတယ်အခြားသင်္ခါရတရားတွေဟာလည်းပဲဒီတိုင်းပဲလုံးဝပြတ်သုံးခြင်းဖြင့်ဒီကုန်းချုပ်ကြမှာကြီးပဲတဲ့အဲ့တော့ဒီကုန်းမချုပ်ခင်ဘုန်းကြီးတို့တွေကသင်္ခါရတရားတွေပေါ်မှာတွဲပြီးတော့မနေဘဲနဲ့ထိုသင်္ခါရတရားတွေရဲ့သဘာဝကိုစဉ်းကျင်စဉ်းစားခြင်းဖြင့်ထိုသင်္ခါရတရားတွေပေါ်မှာတွဲနေတဲ့အတွေ့ကိုဖြတ်နိုင်ဖို့ထိုအတွေ့တွေဖြတ်တော့မှဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုကိုအားလုံးဟာမျက်မှောက်ပြုနိုင်မှာဒါကြောင့်မို့လို့ဒီကနေ့ဘုန်းကြီးတို့တတ္တသူရိယသုတ်တံယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့များအခြေအနေရရက်ကိုတရားဓမ္မဖြင့်ဆင်ခြင်စဉ်းစားပြီးတဲ့အခါမိမိတို့ရဲ့ဘဝအခြေအနေဟာလည်းယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့တွေလိုပဲတို့တွေမှာလည်းပဲတို့အသီးသီးရဲ့နောက်ဆုံးနေ့များမရောက်ခင်တရားဓမ္မကိုရှားကြံပြီးအတွေ့အတာတွေကိုနည်းနိုင်သမျှနည်းနောက်ဆုံးအတွေ့အတာတွေကိုဖြတ်ပြီးတော့လွတ်မြောက်မှုကိုရယူကြမယ်လို့ကိုယ်စီကိုယ်ငှချင်းကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ပြီးတရားဝဲသိမ်းအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေ
ဓမ္မောတရံဘိဝိတဝါနဝိသာတဗ္ဗေသမှုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်အေတရားစေကိုဘိဝိတဝါဝန္တာရှင်ကြတောက်ကြရနာကြရဂုံသောကြောင့်ဝိသဗ္ဗေပူဇာညစ်နောက်ခိလေသာအစိတ်အတောက်ဟူသည်များတို့သည်သမှုအတပိကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုအပုခတ်သိမ့်ကင်းငြိမ်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆိုင်တော်မူကြပါစေကုန်သတည်း